အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ရှင်တို့အတွက်အထူးအစီအစဉ်တစ်ခုကိုပြောပြပေးပါမယ်ဒီအစီအစဉ်ကတော့ကျမစီမှာချစ်သူဒါမှမဟုတ်ဘဝလက်တွဲပေါ်ရှာနေတဲ့ကောင်မလေး၃ယောက်ရှိပါတယ်သူတို့တစ်ယောက်ချင်းစီရဲ့အချက်လက်အမှန်တွေကိုကျမစနိုးကပြောပြပေးမှာဖြစ်ပြီးရှင်တို့အနေနဲ့သဘောကျရဲဆိုရင်ကွန်မန့်မှာရေးပေးခဲ့ပါနော်သူမတို့ဘက်ကလက်ခံတဲ့သူကိုပြအကြောင်းကြားပေးပါမယ်ရှင်ဒါကဂိမ်းကစားနေတာမဟုတ်ပဲတကယ်အစစ်မှန်ဖြစ်တာကြောင့်ရှင်တို့အနေနဲ့တကယ်စိတ်ဝင်စားရဲဆိုမှကွန်မန့်ရေးပေးပါလို့ကြိုတင်အသိပေးပါရစေနော်ပထမဆုံးတယောက်အကြောင်းကိုပြောပြပေးပါမယ်။သူမကအသက်30လုံးဝအပြိုစစ်ပါနော်ရန်ကုန်သူဖြစ်ပြီးနည်းပညာကုမ္ပဏီတစ်ခုမှာမန်နေဂျာရာထူးနဲ့လုပ်ကိုင်နေသူပါရှင်။အရက်9ပေရှိပြီးဝဝပြည့်လေးနဲ့ချစ်စရာကောင်းပါတယ်။အနေထိုင်အေးဆေးတည်ငြိမ်ပြီးချစ်စရာမျက်နှာထားလေးကြောင့်ကျမအပါဝင်တငယ်ချင်းအားလုံးကသူမကိုချစ်ကြပါတယ်ရှင်ခရီးသွားရတာနဲ့တချင်းနားထောင်ရတာကိုဝါသနာပါသူလေးပဲဖြစ်ပါတယ်။သူမလိုချင်တဲ့အကောင်လေးရဲ့ပုံစံကတော့လူပြိုဖြစ်ရမယ်။နောက်ပြီးတန်ပြန့်နေထိုင်တတ်ပြီးစကားပြောဆိုနူးညံ့ရပါမယ်ရှင်။ငွေကြေးချမ်းသာစရာမလိုပဲကိုယ်ပိုင်အတွေးအမြင်ရှိသူစိတ်ထားနူးညံ့သူဆိုရင်အဆင်ပြေပါတယ်နော်။ဒီမမကိုသဘောကျရဲဆိုရင်ကွန်မန့်မှာရန်ကုန်သူလို့ရေးခဲ့ပါနော်။သူမကအလုံးနည်းနည်းများတတ်တာကြောင့်အချိန်တစ်ခုနေရင်ပြန်လဲဆက်သွယ်ပေးပါမယ်ရှင်။နောက်တစ်ယောက်ကတော့အသက်23နှစ်အရွယ်လူကောင်သေးသေးလေးနဲ့ချစ်စရာကောင်းတဲ့တိုင်ရင်သူလေးပါရှင်။လက်ရှိမှာဒီညီမလေးကဘွဲရထားပြီးနိုင်ငံခြားမှာနည်းပညာပိုင်းနဲ့အလုပ်လုပ်နေပါတယ်။သူမပုံစံလေးကတွက်လက်ပြီးချစ်စရာကောင်းသူလေးပါရှင်။စကားပြောပွင့်လင်းပြီးဟန်မဆောင်တတ်သူလေးပါနော်။သူမလိုချင်တဲ့ကောင်လေးရဲ့ပုံစံကတော့အေးဆေးဆေးနေတတ်ပြီးငွေကြေးမချမ်းသာခြင်းနေပါစေအလို့အတီတကြရှိတဲ့သူကြည်ကောင်းတဲ့ရုပ်ရည်ရှိပြီးတစ္ဆာရှိတဲ့သူအချက်ပြုတ်ကောင်းတဲ့သူကိုလိုချင်ပါတယ်လို့ပြောထားပါတယ်နော်ဒီညီမလေးကိုသဘောကျရဲဆိုရင်တော့ကွန်မန့်မှာတိုင်းရင်းသူလေးလို့ရေးခဲ့ပေးပါညီမလေးဘက်ကလက်ခံတယ်ဆိုရင်ပြန်လဲဆက်သွယ်ပေးပါမယ်နောက်ဆုံးတစ်ယောက်ကတော့အသက်28နှစ်အရွယ်စိတ်ထားဖြူစင်တဲ့မန်းလေးသူလေးပါကိုပိုင်စီးပွားရေးကိုဥဆောင်လုပ်ကိုင်နေပြီးတီငိမ့်နဲ့ရင့်ကျက်သူလေးပါနော်လူတိုင်းကိုကူညီတတ်ပြီးပတ်ဝန်းကျင်ကလူတွေရဲ့ချစ်ခင်လေးစားခြင်းကိုအတိအမှတ်ပြခုခံရသူလေးပါချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းမှာနေထိုင်သူဖြစ်ပေမဲ့မာနမကြီးပဲဖော်ရပါတယ်သူမလိုချင်တဲ့ပုံစံလေးကတော့သူမလိုပဲစိတ်သဘောထားကောင်းသူလူအများကိုကူညီတတ်ပြီးသူမအပေါ်မှာလည်းနှွေးထွေးပြီးလုံခြုံမှုကိုပေးနိုင်တဲ့သူအတော့အစားကင်းပြီးရိုးသားတဲ့သူကိုလိုချင်ပါတယ်လို့ပြောထားပါတယ်နော်ဒီမမကိုသဘောကျရဲဆိုရင်မန်းလေးသူလို့ရေးခဲ့ပါရှင်သူမဖက်ကလက်ခံနေဆိုရင်ပြန်လဲဆက်သွယ်ပေးပါမယ်ဒါဆိုရင်တော့ရှင်တို့တကယ်နှစ်သက်တယ်ဆိုရင်ကွန်မန့်မှာရေးပေးခဲ့ပါနော်ဒါကတကယ်ဒီဖြစ်ပြီးသူမတို့ကိုယ်တိုင်ဝင်ရောက်ကြည့်မှာဖြစ်တဲ့အတွက်ရိုင်းဆိုင်နဲ့ပြုမှုတွေနဲ့မတင်တော်တဲ့ကွန်မန့်တွေမရေးကြပါနဲ့လို့တောင်းဆိုလိုက်ပါတယ်နော်အားလုံးပဲအချစ်စစ်အချစ်မှန်ရကြပါစေရှင့်နောက်တစ်ခါမှဆိုရင်ကျမကိုယ်တိုင်လိုချင်တဲ့ကောင်လေးရဲ့ပုံစံကိုပြောပြပါမယ်နော်